အမောင်တွေကစံတစ်ချက်ဒါကလွန်ခဲ့တဲ့နှစ်နေငယ်ကနိုင်ငံရခြားတက္ကသိုလ်တစ်ခုမှာတကယ်ပြုလုပ်ခဲ့တဲ့စိတ်ပညာစံတစ်ချက်တစ်ခုအကြောင်းပါဒီအကြောင်းလေးကိုနားထောင်ပြီးရင်ကောမန့်မှာခင်ဗျားတို့ရဲ့အမြင်ကိုရိုးရိုးသားသားရေးခဲ့ပေးပါဦးကျောင်းထဲမှာအရန်ခင်ကြတဲ့ခမ်းမော်တငယ်ချင်း2ယောက်ရှိတယ်။ဒီနေ့တော့စိတ်ပညာပါမောက္ခကြီးကသူတို့2ယောက်ကိုခေါ်ပြီးငွေကြေးအကျပ်သေးဖြစ်နေတာကိုကူညီဖို့အတွက်ရွေးချယ်စရာတစ်ခုပေးခဲ့တယ်။ပါမောက္ခကြီးကသူတို့ကိုတိတက်အခန်းတစ်ခန်းစီမှာခွဲထားပြီးစက္ကူတစ်ရက်စီပေးလိုက်တယ်။အဲဒီစက္ကူပေါ်မှာရေးထားတာကမင်းတို့2ယောက်တည်းကတယောက်ယောက်ကဒီစက္ကူပေါ်မှာငါအရှုံးပေးပါတယ်လို့ရေးပြီးအခန်းပြင်ထွက်လာရင်အထဲမှာကြံခဲ့တဲ့သူကဒေါ်လာ1000ညီမငွေ300ချီရမှာဖြစ်ပြီးအရှုံးပေးပြီးထွက်လာတဲ့သူကတော့တပြားမှရမှာမဟုတ်ပါဘူးဒါပေမဲ့မင်းတို့2ယောက်စလုံးဇွဲမလျှော့ပဲဘာမှမရေးပဲအခန်းထဲမှာ48နာရီပြည့်အောင်ဤတိခတ်နေနိုင်ခဲ့ရင်တော့2ယောက်စလုံးဒေါ်လာ9000စီမျှရလိမ့်မယ်စီကံကအခန်းထဲမှာဘာအလင်းရောင်မှမရှိဘူးဖုန်းလည်းမသုံးရဘူးတယောက်နဲ့တယောက်လည်းဆက်တွေ့လို့မရဘူးလုံးဝမှောင်မဲတိတ်ဆိတ်နေတဲ့အခန်းထဲမှာအချိန်ကိုလည်းမသိနိုင်ပဲစိတ်ပညာရနှိပ်စက်မှုကိုခံရမှာပါပထမ1နာရီ2နာရီမှာတငယ်ချင်း2ယောက်စလုံးကငါတို့2ယောက်စလုံးအောက်ခံပြီး9000စီယူကြမယ်လို့အချင်းချင်းယုံကြည်ချက်ပြည့်ရှိနေကြတယ်ဒါပေမဲ့အချိန်တွေဘလောက်ကြာသွားပြီလဲမသိရတော့တဲ့အမှောင်တူထဲမှာစိတ်အာယုန်တွေကစတင်ခြောက်လန့်လာတယ်10နိုင်လောက်ကြာတဲ့အခါမှာပထမတစ်ယောက်ရဲ့စိတ်ထဲမှာတန်တရားတွေဝင်လာပြီငါကတော့အောက်ခံနေတာပဲအပြင်ကကောင်ကငါ့ကိုတစ္ဆာဖောက်ပြီးအရှုံးပေးစာရေးပြီးထွက်သွားရင်ငါအလကားပင်မယုံပဲရှိမှာလားဒေါ်လာ1000လုံးသူပဲရသွားမှာလားဆိုတဲ့အတွေ့ကနှိပ်စက်လာတယ်တကယ်တော့အပြင်ကအခန်းထဲကတငယ်ချင်းကလည်းဒီအတွေးနဲ့ပဲယူမတက်ခံစားနေရတာပါတယောက်ကိုတယောက်မယုံကြည်နိုင်တော့တဲ့တန်တရားစိတ်ကအမှောင်တူးထက်ပိုပြီးကြောက်စရာကောင်းလာခဲ့တယ်နောက်ဆုံးစမ်းတက်ချက်စပြီး12နာရီအကြာမှာပဲတကားတစ်ချက်ပွင့်လာပြီးတယောက်ကငါအရှုံးပေးပါတယ်ဆိုတဲ့စက္ကူကိုပြပြီးထွက်လာခဲ့တယ်သူကငိုပြီးပြောတယ်ငါပတ်စံမရတယ်ဖြစ်တယ်ဒါပေမဲ့ငါတငယ်ချင်းအထဲမှာဒုက္ခရောက်နေမှာကိုငါမကြည့်နိုင်တော့ဘူးသူပတ်စံ1000လုံးရပါစေတဲ့ဒါပေမဲ့ဆိုးတာကသူထွက်လာတဲ့အချိန်မှာပဲဟိုဘက်အခန်းကတကားကလည်းပြိုင်သူပွင့်လာခဲ့တယ်နောက်တစ်ယောက်လည်းစက္ကူကိုကင်ပြီးထွက်လာတာပါသူကတော့မျက်နှာပြက်ပြက်နဲ့ပြောတယ်ငါအထဲမှာဆက်မနေနိုင်တော့ဘူးသူငါ့ကိုတစ္ဆာဖောက်ပြီးအရင်ထွက်သွားရင်ငါပတ်စံဆုံးရှုံးရလိမ့်မယ်တဲ့နှစ်ယောက်စလုံးပြိုင်သူထွက်လာခဲ့ကြလို့စမ်းသက်ချက်စီကံရဘယ်သူမှပတ်စံတစ်ပြားမှမရလိုက်ပါဘူးဒါပေမဲ့အဆိုးဆုံးကတော့အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ရဲ့တငယ်ချင်းတန်ရောစင်ဟာလုံးဝဥပခါပြုတ်ချင်းခံလိုက်ရတာပါပဲဒီဇလန်ထဲမှာတယောက်ကတငယ်ချင်းအတွက်စတေးပြီးထွက်လာခဲ့တာဖြစ်ပြီးနောက်တစ်ယောက်ကတော့တငယ်ချင်းပေါ်တန်တရားစိတ်နဲ့ကိုယ့်အသားအတွက်ထွက်လာခဲ့တာပါဒီဗီဒီယိုကိုနားဆင်အပေးနေတဲ့တငယ်ချင်းတို့ရောကိုယ့်တငယ်ချင်းကိုယုံကြည်ပြီး48နာရီထိစအောက်ခံနိုင်မလားဒါမှမဟုတ်အခြေအနေတစ်ခုခုကြောင့်အခန်းပြင်ကိုအရင်ဆုံးထွက်လာမလားဆိုတာကောမန့်မှာဝင်ရောက်ဖြေပေးခဲ့ပါဦးအဖွားပေးတဲ့လက်ဆောင်ကျွန်တော်ဖွားမဆုံးခင်နိုင်ပိုင်းလိုမှာကျွန်တော်လက်ထဲကိုတစ်တာအိုလေးတစ်ခုထည့်ပေးခဲ့တယ်အဖွားမဆုံးခင်မှာအဖွားကငါမြေဒီတစ်တာထဲမှာမင်းဘွားအတွက်အရေးကြီးဆုံးအရာရှိတယ်ဒါပေမဲ့တခုပဲဒီတစ်တာကိုချက်ချင်းမဖွင့်ပါနဲ့တဲ့ထူးဆန်းတာကအဲ့ဒီတစ်တာမှာတောကလောက်လည်းမပါဘူးတောပေါက်လည်းမရှိဘူးအဖွားကဆက်ပြောတယ်မင်းဘဝမှာတကယ်စိတ်သက်ကြတဲ့နေ့ဒူးထောက်ရှုံးနေတဲ့နေ့နဲ့အထီးကျန်ဆုံးနေ့အဲ့ဒီနေ့တွေမှာဒီတစ်တာကသူ့လိုပွင့်လိုက်မယ်တဲ့သိပ္ပံနိကြစဉ်းစားရင်ဒါ
ဒါကဘလို့မှမဖြစ်နိုင်တဲ့အရာပဲလေတော့ဝမရှိတဲ့တစ်တာကလူရဲ့စိတ်ကစားချက်ကိုကြည့်ပြီးဘလို့လို့ပွင့်ပါလေဒါပေမဲ့အဖွားဆုံးမိကလေးကကျွန်တော်ဘလို့ပဲအတင်းဖွင့်အဲ့ဒီတစ်တာကလုံးဝဖွင့်လို့မရခဲ့ပါဘူးဒါပေမဲ့ဒီနေ့ညမှာတော့ကျွန်တော်အလုပ်ကနေအထုတ်ခံရတယ်ချစ်သူကလည်းပြစ်သွားတယ်တလောကလုံးမှာကျွန်တော်တယောက်တည်းကြံခဲ့တယ်လို့ခံစားရပြီးအဖွားကိုတတိရလာခဲ့တယ်အဖွားကိုတတိရလို့တုံရီနေတဲ့လက်တွေနဲ့တစ်တာကိုကင်လိုက်မိတဲ့ချိန်ကလတ်ဆိုတဲ့အတန်နဲ့သူတစ်တာဖုံးကသူ့အလိုလိုပွင့်ထွက်သွားခဲ့တယ်တစ်တာထဲမှာတွေ့ရတာကအဖွားရဲ့လက်ရည်နဲ့ရေးထားတဲ့ငါမြေမင်းပေးမှာအဖွားမြဲရှိတယ်ဆိုတဲ့စာတိုလေးတစ်စောင်နဲ့ကော်ပတ်နိုင်လေးတစ်လုံးပါပဲတကယ်ချင်းတို့ရေတော့ပေါက်မရှိတဲ့တစ်တာကဘာကြောင့်အဲ့လိုအထီးကျန်ဆုံးညကြမှာအလိုလိုပွင့်သွားတာလဲအဖွားကရောဘလို့လှုပ်ဝက်ချက်နဲ့လောက်ခဲ့တာလဲဆိုတာသိတဲ့သူတွေကောမန့်မှာဖြေပေးခဲ့ကြပါဦးဆောင်းလိုင်းချင်းစုံသက်အချို့သောဆောင်းလိုင်းချင်းတွေကအဖြေမရှိဘူးဆိုတာသိရတာနဲ့ဘာလို့ဆက်ဆောက်နေမိတာလဲရန်ကုန်မြို့ရဲ့လူသူရှင်းတဲ့မှတ်တိုင်တစ်ခုမှာအဖိုးတယောက်ဟာညနေတိုင်းလာထိုင်လေးရှိတယ်သူ့လက်ထဲမှာတော့နွမ်းဖတ်နေတဲ့စိုက်အဟောင်းလေးတအိတ်ကိုအမြဲကင်ထားတတ်တယ်လူတွေကတော့သူ့ကိုအယူကြီးလို့သတ်မှတ်ထားကြတာပေါ့လွန်ခဲ့တဲ့အနှစ်30ကအဖိုးဟာသူ့ရဲ့ဇနီးတွေကိုဒီမှတ်တိုင်ကနေပဲစစ်မြေပြင်ကိုထွက်ခွာဖို့နှုတ်ဆက်ခဲ့ဦးတယ်ငါပြန်လာရင်ဒီမှတ်တိုင်မှာပဲစောင့်နေမယ်ဆိုတဲ့ဂရီစကားကိုယုံကြည်ပြီးသူဟာနေ့တိုင်းလာစောင့်နေခဲ့တာပါတနေ့မှာတော့လူငယ်တယောက်ကအဖိုးကိုနားကိုချင်းကပ်ပြီးမေးလိုက်တယ်အဖိုးစောင့်နေတဲ့လူကပြန်မလာတော့ဘူးဆိုတာအဖိုးသိတယ်မလားတဲ့အဖိုးကပြုံးပြီးစာရီလေးကိုဖွင့်ပြလိုက်တယ်အထဲမှာတော့စာတစ်စောင်ရှိနေတယ်ငါသိတာပေါ့ငါမြည်ရသူပြန်မလာနေတော့တာငါသိပါတယ်ဒါပေမဲ့ငါဒီမှာလာထိုင်နေတာကသူ့ကိုစောင့်နေတာထက်ငါတို့ရဲ့ဂရီတွေကိုတစ္ဆာရှိရှိထိမ့်သိမ့်နေတာပါငါဒီမှာရှိနေတယ်ငါတို့ရဲ့ချစ်တွေကတိတ်ဆုံးမသွားသေးဘူးလေအဖိုးရဲ့မျက်ဝန်းတွေကကြည်လင်နေတယ်အချစ်ဆိုတာအတူတူနေရာချင်းတွေမကပဲတူးပေါ်တူထားရှိတဲ့တစ္ဆာတရားဆိုတာကိုအဖိုးကတက်တည်ပြနေတယ်လို့ပါပဲမင်းတို့ရောတစုံတယောက်အတွက်အဖြေမရှိတဲ့ဆောင်းလန်းခြင်းမျိုးကိုစောက်ဘူးကြပါသလားလူသက်သမားရဲ့လက်ဆောင်ရွာထိပ်ကစုပ်ပြတ်တက်နေတဲ့အိမ်လေးမှာနေတဲ့ဦးလေးဖြူကိုတရွာလုံးကယွန်ကြောက်ကြတယ်တကူလုံးမှလည်းအမာရွတ်တွေနဲ့စကားလည်းတိတ်မပြောသလိုလူပုံစံကလည်းကြမ်းတမ်းတော့လူတွေကသူ့ကိုလူသက်သမားဟောင်းလို့ကိုယ်ရမှာအတင်းပြောကြတာပေါ့တနေ့တော့ရွာတွေကချမ်းသာတဲ့အိမ်တွေကကလေးမလေးပျောက်သွားတယ်တရွာလုံးဝိုင်းရှာကြတာညမောင်တဲ့အထိမတွေ့ဘူးနောက်ဆုံးတော့လူတွေကတန်ရရှိတဲ့ဦးလေးဖြူရဲ့အိမ်ကိုဝိုင်းအောင်ပြီးသွားကြတာပေါ့ခြံထဲရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လူတွေအံ့အားသင့်သွားတယ်ဦးလေးဖြူဟာတွေးအလိမ့်လိမ့်နဲ့ကျမ်းပြင်ပေါ်မှာလဲနေပြီးသူ့ဝေးမှာတော့ပျောက်သွားတဲ့ကလေးမလေးဟာအိပ်ပျော်နေတယ်ဦးလေးဖြူရဲ့လက်ထဲမှာတော့အစိပ်ပြင်းတဲ့မိုးဟောက်ကြီးတစ်ကောင်ရဲ့ခေါင်းကိုဖြတ်ပြီးသားကြီးကင်ထားတော့တကယ်တော့ကလေးမလေးငွေကြိုက်မခံရအောင်ဦးလေးဖြူကသူ့လက်နဲ့အကိုက်ခံပြီးကာဝယ်ပေးခဲ့တာပါလူတွေရောက်သွားတဲ့အချိန်မှာဦးလေးဖြူကအသက်ငွေ့ပဲကြံတော့တယ်သူတေကန်ဒီမှာတုံတုံရင်ရင်နဲ့စားအုပ်စုပ်လေးတအုပ်ကိုကလေးမလေးရဲ့အဖေလက်ထဲထည့်ပေးခဲ့တယ်အဲ့ဒီစာအုပ်လေးထဲမှာရေးထားတာကကျွန်တော်မျက်နှာကဒဏ်ရာတွေကလွန်ခဲ့တဲ့10နှစ်ကမီးလောင်နေတဲ့စာတင်ကျောင်းတွေကကလေးတွေကိုကယ်ရင်ရခဲ့တာပါလူတွေကကျွန်တော်ကိုကြောက်နေကြလို့ကျွန်တော်ဝိုးဝိုးမှပဲနေခဲ့ပါတယ်ဒီကလေးမလေးကိုတော့ကျွန်တော်လူအထီးမကျန်ပါစေနဲ့ဦးလေးဖြူဆုံသွားပြီးတဲ့နောက်မှာတော့ရွာသားတွေဟာသူ့အကူရှိမှခေါင်းမဖော်နိုင်အောင်ဖြစ်ခဲ့ကြတယ်ကျွန်တော်တို့ဟာတခါမှစကားမပြောဘူးတဲ့
လူတစ်ယောက်ရဲ့အကြောင်းကိုသူ့ရဲ့ရုပ်တွေ့မြင်တစ်ခုတည်းနဲ့တင်တရားသူကြီးလုပ်ပြီးစီရင်ချက်ချမိနေကြပြီလားတင်ရောဒီနေ့လမ်းမှာတွေ့ခဲ့တဲ့ဒဇိန်တစ်ယောက်ကိုစိတ်ထဲကနေဘလို့ဆုံးဖြတ်လိုက်မိတယ်